မင်္ဂလာပါဒါကတော့ Introduction to Engineering Mechanics ရဲ့ Part A ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီဗီဒီယိုမှာပါတယ်ပါမလဲဆိုလို့ရှိရင်ကျွန်တော် free body diagram ဆွဲတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြန်ပြီးတော့ကြည့်ရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ equilibrium equations တွေရှိခဲ့တယ်ပေါ့နော်f summation f of x equal to 0 summation f of y equal to 0နောက်ပြီးတော့mp summation mp equal to 0ဆိုပြီးတော့ဒီ equation တွေရှိခဲ့တယ်ပေါ့ဆိုတော့အဲ့ equation တွေကိုသုံးပြီးတော့ကျွန်တော်တို့ဒီမှာဒီ force reaction တွေပေါ့နော် reaction force တွေနောက်ပြီးတော့moment reaction တွေကျွန်တော်ကရှားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုမှာတော့အဲ့ဒါတွေကိုကျွန်တော်တို့လုပ်ပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဆက်ပြီးတော့ကြည့်အောင်ပါအဲ့တော့ကျွန်တော်တို့ free body diagram ဆွဲတဲ့ procedureဒီဟာကကျွန်တော်တို့အရင်ဗီဒီယိုမှာလည်းကျွန်တော်ပါခဲ့ပြီးပါနော်ကျွန်တော်ဒီတစ်ခါတော့ပြန်ပြီးတော့ပြန်နှွေးတဲ့သဘောပေါ့ပထမဆုံးဘာလုပ်ရမလဲဆိုလို့ရှိရင်ဒီ identify body of interest အဲ့တော့ကို switch တဲ့ body ပေါ့နော်ကို switch တဲ့ member ကိုကျွန်တော်တို့ကရွေးရမှာဖြစ်တယ်ပြီးလို့ရှိရင်နံပါတ်2ကအဲ့ member ကိုကျွန်တော်တို့ကဆွဲလိုက်ရမှာဆွဲပြီးတော့ဒီသူက constraint တွေမပါဘူးသူ့ကိုထိန်းထားတာချုပ်ထားတာဘာမှမရှိပဲသူ့ကြီးပဲဒီ free ပေါ့နော်ကျွန်တော် free member တခုကျွန်တော်ကဆွဲလိုက်ရမယ် external force တွေရှိတယ်ဆိုလို့ရှိရင် force တွေ moment တွေရှိတယ်ဆိုလို့ရှိရင်တို့ကသူ့စီမှာ apply လုပ်ပေးရမယ်ပြီးလို့ရှိရင်တို့ကသူ့စီမှာရှိတဲ့ constraint တွေအစားကျွန်တော်ဒီမှာဆိုရင် constraint တွေဒီ hinge to roller လို့ရှိရပေါ့အဲ့ constraint တွေနေရာမှာကျွန်တော်တို့က reaction နဲ့အစားသွင်းပေးရတယ် force reaction နဲ့ moment reaction တွေနဲ့အစားသွင်းပေးရတယ်ပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုကကျွန်တော် dimension ထည့်ပေးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီ free body diagram ကဒါပြီးသွားပြီဖြစ်တယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီ free body diagram မဆွဲခင်ကျွန်တော်ဒီsupport condition တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းလေးဆွေးနွေးကြည့်အောင်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဟာကိုဒီ support မျိုးစားကိုကျွန်တော်တို့က roller support လို့ခေါ်တယ်ပေါ့ roller support ဆိုတာကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဥပမာကျွန်တော်တို့ဒီဒါမျိုးဒီ roller တုံးနဲ့တုံးရှိရပေါ့အဲ့ဒီပုံမှာကျွန်တော်တို့ကဒီ member တစ်ချောင်းတင်လိုက်တယ်ပေါ့နော်ဒေတာချောင်းပဲဖြစ်ဖြစ်တခုခုတန်ချောင်းပဲဖြစ်ဖြစ်တင်လိုက်မယ်ဆိုလို့ရှိရင်သူ့ကိုဒီကနေကင်ပြီးတော့ပေါ့သူ့ကိုဆွဲမယ်ဆိုလို့ရှိရင်သူကဒီ roller ကတော့ main ကတော့လဲမှာပေါ့နော်လဲနိုင်တယ်လဲပြီးတော့သူကဒီကောင်ရွေးဒီ member ကဒါရွေးသွားနိုင်တယ်ဒီဘက်ကိုရွေးသွားနိုင်တယ်သူကတကယ်လို့တွန်းမယ်ဒီဘက်ကိုဆွဲမယ်ဆိုလို့ရှိရင်လည်းဒီဘက်ကိုလည်းရွေးသွားနိုင်တယ်သူကဘယ်ညာအရွေးရှိရပေါ့အဲ့တော့အပေါ်အောက် direction မှာဆိုလို့ရှိရင်တော့အပေါ်အောက် direction မှာဆိုလို့ရှိရင်သူကအခုဒီထားဆိုလို့ရှိရင်သူကအပေါ်ကိုတော့ရွေးနိုင်တယ်ပေါ့ဒါပေမဲ့တကယ်practical practice မှာကျတော့ကျွန်တော်ကအပေါ်အောက်ကိုတော့မရွေးနိုင်အောင်တော့သူကတခုခုနဲ့ထိန်းထားပေးတာမျိုးရှိရပေါ့နော်အဲ့တော့သူကအပေါ်အောက်ကိုမရွေးနိုင်ဘူးဒီ direction မှာသူကမရွေးနိုင်ဘူးပေါ့နော်ဒီအပြောက် direction မှာသူကမရွေးနိုင်ဘူးအောက်ဘက်တော့လုံးဝတေချာပေါ့မရွေးနိုင်ဘူးပေါ့နော်သူက roller ထိန်းထားတာဖြစ်တယ်ကြောင့်အပေါ်ကိုလည်းသူကတခုခုနဲ့အဲ့လိုမျိုးပြန်ပြီးတော့ထိန်းထားတယ်ထိန်းထားလက်ရှိရပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအပေါ်ကိုထိန်းထားတာပဲဖြစ်ဖြစ်သူ့ရဲ့ weight နဲ့ပဲဖြစ်ဖြစ်ပေါ့နော်သူကအပေါ်အောက်တော့သူကမရွေးနိုင်ဘူးဆိုဒါဆို roller လို့ခေါ်တာပေါ့အဲ့တော့နောက်တစ်ခုကကျတော့ဘယ်လိုလဲဆိုလို့ရှိရင်သူ့ကိုကျွန်တော်ကဒီအစားတစ်ခုကနေအနားတစ်ခုကနေကင်ပြီးတော့သူ့ကိုဒါမျိုးလှည့်လိုက်မယ်ဆိုလို့ရှိရင်သူကဒီဘက်မှာသူကဒါမျိုးအပေါ်ကိုတက်သွားမှာဖြစ်တယ်ပေါ့နော်သူကအဲ့ဆိုရင်သူကလဲသွားမှာဘာလို့ဆိုတော့ဒီ roller ကသူ့ကိုမလဲအောင်လို့မထိန်းထားပေးနိုင်ဘူးပေါ့နော်အဲ့တော့မထိန်းထားပေးနိုင်ဘူးအဲ့တော့ roller ကထိန်းထားတာပါလဲဆိုလို့ရှိရင်ဒီအပေါ်အောက်အရွေးတစ်ခုပဲသူကထိန်းထားပေးနိုင်တယ်ဘေးတိုက်ရွေးကိုလည်းမထိန်းထားပေးနိုင်ဘူးဒီလဲတာကိုလည်းသူကမထိန်းထားပေးနိုင်ဘူးဒါကိုကျွန်တော် roller လို့ခေါ်တာပေါ့နော်အဲကြောင့်မလို့ကျွန်တော်ဒီမှာဆိုလို့ရှိရင် roller ကနေသူက reaction တစ်ခုပဲရှိတယ်အဲ့ reaction ကဘာလဲဆိုလို့ရှိရင်အပေါ်အောက်အရွေးကိုထိန်းထားပေးတာဖြစ်တယ်ဒါ roller ပေါ့နော်အဲ့တော့ pin connection ပင်ကကြတော့ဘယ်လိုလဲဆိုလို့ရှိရင်pin support ပေါ့နော် pin support ကဘယ်လိုလဲဆိုလို့ရှိရင်ဟိုဒီ member တစ်ချောင်းပေါ့ member တစ်ချောင်းကိုကျွန်တော်ပါပေါ့နော် member တစ်ချောင်းကိုဒီမှာအပေါက်ဖောက်ပြီးတော့ပေါ့နော်ကျွန်တော်ဒီမှာအပေါက်ဖောက်ပြီးတော့တစ်ခုနဲ့တွေ့ထားလိုက်မယ်ဟိုမှာဆိုတော့ဒီပုံတိုင်းပဲပေါ့နော်ဒီမှာနောက်တစ်ခု support တစ်ခုနဲ့တွေ့ဆိုင်ပလိုက်တယ်သူ့ကိုကျွန်တော်ကဒီအောက်မှာတော့ကျွန်တော်သူကဒီမှာ face လောက်ထားတာပေါ့ဒီမှာဒါမျိုးတို့ဒီဘက် direction မှာတို့မယ်ဆိုလို့ရှိရင်သူကမရွေ့နိုင်ဘူးအဲဆိုတော့သူကဒီကနေထိန်းထားပေးတာဖြစ်တယ်အဲ့တော့နောက်ပြီးတော့ကျွန်တော်ကဒီဒါဆိုအပေါ်အောက်ရွှေ့ကြည့်မယ်ဒီကနေအပေါ်အောက်ဖိကြည့်မယ်ဒါဆိုတော့သူကမရွေ့နိုင်ဘူး
သူကဒီကွာထိန်းထားပေးတာဖြစ်တယ်နော်အဲ့တော့ဘေးတိုင်းရောအပေါ်အောက်ရောသူကထိန်းထားပေးတယ်ဘယ်ကကြတော့ဒါပေမဲ့သူ့ကိုဒီကနေကင်ပြီးတော့ဒါမျိုးလှည့်လိုက်မယ်ဆိုလို့ရှိရင်တော့သူကလဲနိုင်တယ်အောက်ကိုဒါမျိုးလဲသွားနိုင်တယ်အပေါက်လေးဖောက်ပြီးတော့သူ့ကိုဒီတွေ့ထားတယ်လို့ဖြစ်နေတာပေါ့နော်အဲ့တော့လှည့်လိုက်တဲ့ဒီမျိုးလှည့်လိုက်တဲ့အချိန်မှာသူကလဲထွက်သွားမယ်ဆိုလို့ရှိရင်သူကဒါဆိုလို့ရှိရင်တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်သူက reaction တစ်ခုပေးနိုင်တယ်ဒီ horizontal ရော particle ရောသူကထင်ထားပေးတယ်ဒါပေမဲ့ moment ကိုတော့သူကမထိန်းမနိုင်ဘူးအဲ့တော့ plane support က reaction တစ်ခုပေးနိုင်တယ်အဲ့တော့နောက်ထပ်တစ်ခုကျွန်တော်က fixed support fixed ကကြတော့ကျွန်တော်ဒါမျိုးပြတယ်ပေါ့သင်္ကန်းသားနဲ့ဒါဆိုလို့ရှိရင် fixed support ဖြစ်တယ်အဲ့တော့ fixed support ဆိုတာဒါအလုံးကအသေးပုံသေးဒီ fixed ပေါ့နော်အသေးကင်ထားတာပေါ့ဒီမှာအဲ့ဆိုလို့ရှိရင်သူကကြတော့ဒီအပေါ်အောက်ရွေးပေါ်ကကြတော့လဲမဖြစ်နိုင်ဘူးနော်အပေါ်အောက်မလုံးဝမရွေးနိုင်ဘူးဘာသူမှာကြတော့သူက fixed နဲ့ကင်ထားတာကိုဘေးတိုင်းလဲသူကဘေးတိုင်းတွန်းမယ်ဆိုလို့ရှိရင်တော့သူကမရွေးနိုင်ဘူးအဲ့တော့သူ့ကိုဒါမျိုးလှည့်မယ်ဆိုလို့ရှိရင်လဲ moment နဲ့လဲအောင်လှည့်လိုက်မယ်ဆိုလို့ရှိရင်သူကမလဲဘူးဟိုသူက face ပေးမယ်ဆိုလို့ရှိရင်မလဲဘူးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီ support ကဒါဆိုလို့ရှိရင် reaction 3ခုပေးတယ်လို့ပြောရရတယ်ပေါ့နော်မေးအောင်လို့ဒါမျိုးဒီဘက်နေပြန်ပြီးတော့မေးအောင်လို့ထိမ့်ပေးထားတယ်အပေါ်တွန်းတာကိုဒါမျိုးထိမ့်ပေးထားတယ် moment ကိုလည်းထိမ့်ပေးထားတယ်ဒါဆိုလို့ရှိရင် face က reaction 3ခုပေးတယ်ပေါ့နော်ဒါကကျွန်တော် support condition တွေပေါ့အဲ့တော့ကျွန်တော်နောက်တစ်ခုဆက်ပြီးတော့ကြည့်အောင်အဲ့ဆိုတော့ကျွန်တော်ဒီကောင်ကိုကျွန်တော် free body diagram လေးဆွဲကြည့်မယ်ပထမဆုံးအနေနဲ့ဒီကိုဆွဲခြင်းတဲ့ object member ပေါ့နော်အဲ့တော့ကျွန်တော်ဒီ member ဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့ကဆွဲရမယ်ပေါ့နော်နံပါတ်2ကကြတော့အဲ့ member ကိုဆွဲရမှာပေါ့အဲ့တော့ဒီမှာဆိုလို့ချင်း free body diagram လေးတခုကျွန်တော် sketch လုပ်လိုက်တယ် constraint တွေမပါဘဲနဲ့ပေါ့နော်ဘာမှမပါဘဲနဲ့ဒီ member ကြီးပဲပေါ့လုပ်လိုက်တယ်ပြီးလို့ရှိရင်ကျွန်တော် force တွေ apply လုပ်ရမယ်အဲ့တော့ external force ကပါရှိလဲဆိုလို့ရှိရင်တော့ဒီမှာ5 pound ဆိုတဲ့ external force တစ်ခုပဲရှိတယ်အောက်ဘက်ကို5 pound ရှိနေတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒါနံပါတ်3ဆင်းပြီးသွားပြီနံပါတ်4ဆင်းကကြတော့ဒီမှာရှိတဲ့ဒီ constraint တွေနေရာမှာကျွန်တော်တို့က force reaction နဲ့စသွင်းရမယ် moment reaction နဲ့စသွင်းရမယ်အဲ့တော့ပထမဆုံးဒီဟာကိုကြည့်မယ်ပေါ့နော်ဒီနားလေးမှာ the point ပေါ့အဲ့မှာပါရှိမလဲဆိုလို့ရှိရင်သူက roller support ဖြစ်တယ် roller support ကကြတော့ကျွန်တော်ကအပေါ်အောက်ရွေးတဲ့အရွေးကိုပဲသူကထင်ထားပေးတယ်အားကြောင့်မလို့သူ့စီမှာဒီအပေါ်အောက် reaction တစ်ခုပဲရှိမယ်ဒါဆိုလို့ရှိရင်ကျွန်တော်က F တစ်ခုရှိတယ်ပေါ့နော်သတ်ပါတော့နောက်ပြီးတော့ကျွန်တော်ဒီအစွန်မှာကြတော့ကျွန်တော်က pin connection ရှိတယ် pin connection ဒီ pin connection ကကြတော့သူကအပေါ်အောက်ရောဒီဘယ်ညာရောမရွေးအောင်သူကထင်ထားပေးတယ်ဒါဆိုလို့ရှိရင်သူ့စီမှာအပေါ်အောက်ရောထင်ထားပေးမယ်ဘယ်ညာရော reaction တစ်ခုရှိနေမှာပေါ့နော်အပေါ်အောက် reaction ရောဘယ်ညာ reaction ရောသူကရှိနေမယ်ပေါ့ဒါပေမဲ့သူ rotation ကတော့မရှိဘူး rotation ကိုထိန်းထားပေးနိုင်တဲ့ဒီconstant ဒီ reaction ကတော့မရှိဘူးပေါ့နော်အဲ့တော့ဒါဆိုရင်ဒါပြီးသွားပြီပေါ့အဲ့တော့နောက်တစ်ခုက dimension ထည့်ရမယ်အဲ့ dimension ကကျတော့ဒီကနေဒီ dimension 6 inches ပေါ့နော်ဒီကနေဒီကဘယ်လောက်လဲ17 inch ဆိုဒါဆိုလို့ရှိရင်သူကဒီမှာ free body diagram လေးဒါဆိုပြီးသွားပြီပေါ့နော်အဲ့တော့နောက်တစ်ခုကျွန်တော်ဆက်ပြီးတော့ကြည့်အောင်ဆိုတော့ဒီဟာလေးကိုကျွန်တော်ဆက်ပြီးတော့ဆွဲကြည့်အောင်ဒါဆိုလို့ရှိရင်လည်းပထမဆုံးအနေနဲ့ဒီ member ကိုရွေးလိုက်မယ်ပေါ့နော်ကိုဆွဲချင်တဲ့ member ကိုရွေးပြီးတော့ sketch လုပ်လိုက်မယ်ဒီ member ပေါ့ဆွဲလိုက်ပြီးလို့ရှိရင် external force တွေ apply လုပ်ရမယ်ဒီမှာရှိတဲ့ external force တွေကပါရှိလဲဆိုလို့ရှိရင်5 pound ရှိတယ်5 pound သူက outdated ပေါ့နော် outdated ဆင်းနေတာ5 pound ရှိတယ်ပြီးလို့ရှိရင်အဲ့တော့ constraint တွေကျွန်တော်တို့ constraint တွေနေရာမှာကျွန်တော် reaction တွေစောင့်သွင်းရမယ်အဲ့တော့ constraint တွေမှာဘယ်တစ်ခုရှိလဲဆိုလို့ရှိရင်ဒီမှာတစ်ခုရှိရယ်နောက်ပြီးတော့ဒီကျိုးနဲ့ဆွဲထားတာဒီမှာတစ်ခုရှိတယ်ဒါလည်းမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီ support ကိုအရင်ကြည့်အောင်ဒီ support ကကြတော့ဒါဆိုရင်ဒါ pin condition ဖြစ်တယ်ပေါ့အဲ့တော့ pin condition ဆိုလို့ရှိရင်ထုံးစံတိုင်းပဲကျွန်တော်ကနှစ်ခုထိမယ်အပေါ်အောက်ရောဘယ်ညာရောဒါမျိုးပြိုင်လဲရတယ်ဒါဒီဘက်ပြိုင်လဲရပြဿနာမရှိဘူးပေါ့နော်နောက်ကြလို့ရှိရင်သူကတကယ်တွက်တဲ့ချိန်မှာကျွန်တော်တို့ကတွက်တဲ့အချိန်မှာပဲပြတဲ့ကြတော့ရှိမှတယ်ဆိုလို့ရှိရင်တွက်တဲ့ဒီပြတဲ့တာရှိမှတယ်ဆိုလို့ရှိရင်တွက်တဲ့အချိန်မှာအဖြေက minus နဲ့ထွက်မှာပေါ့နော် okay နောက်ပြီးလို့ရှိရင်နောက်တစ်ခုကကျွန်တော်ဒီကျိုးနဲ့ဆွဲထားတာသူကဒီကနေအဲ့တော့အဲ့ force ကိုရှိနေမယ်ကျွန်တော်ဒီနားကနေဒီဘက်ကို
force တစ်ခုရှိနေမယ် f ပေါ့အဲ့တော့သူကဘလောက်အဆောင်လဲဆိုလို့ရှိရင်ဒီမှာရှိတဲ့အဆောင်5 by 12ပေါ့နော် sorry အဲ့လိုမျိုးအဆောင်နဲ့ရှိနေမယ်ဒါဆိုလို့ရှိရင်ဒါ pre-order ကဒါပြီးသွားပြီပေါ့နော်sorry မပြီးသေးဘူးသူကဒီ dimension ထည့်ပေးရမယ်အဲ့တော့ဒီကဘယ်လောက်လဲဆိုလို့ရှိရင်ဒီက9 inches ဒီကနေဒီက14 inches ဒါဆိုလို့ရှိရင် pre-order ကပြီးသွားပြီနော်အဲ့တော့နောက်တစ်ခုဆက်ကြည့်အောင်ဒီမှာကျတော့ကျွန်တော် face နဲ့ပေါ့နော် face support နဲ့အဲ့တော့ဒီဟာလေးကိုကိုယ့်ဘာကိုဆွဲကြည့်လိုက်ပါနော်ကိုယ့်ဘာကိုဆွဲကြည့်လိုက်ပြီးတော့ဒီ comment လေးလာပြီးတော့ရေးလို့ရတယ်အဲ့တော့ကျွန်တော်ဆက်ပြီးတော့နောက်တစ်ခုကြည့်အောင်ပါဒီပုံစံလေးပေါ့အဲ့တော့ဒီဟာကို pre-order ကဆွဲမယ်ဆိုလို့ရှိရင်ကျွန်တော်ဆွဲပြမယ်ပေါ့နော်ပထမဆုံးဘာလုပ်မလဲဆိုလို့ရှိရင်ဒီ body ရော interest ကိုရွေးပြီးတော့သူ sketch လုပ်မယ်ဆိုတော့ဒါမျိုးအဲ့ဒါဆိုတော့ဒါမျိုး member တစ်ခုဆွဲလိုက်မယ်ဒီ member ပေါ့နော်ဒီမှာ A ရှိရပေါ့ဒီနားမှာ A ရှိရပြီးလို့ဒီနားလောက်မှာ B ရှိရပေါ့ A B ရှိရအဲ့တော့ external force နဲ့ external moment တွေကို apply လုပ်ရမယ်အဲ့တော့ external force ကဒီအလယ်လောက်မှာသူကအဆောင်တိုင်းပေါ့နော်အဆောင်တိုင်း600 newton ရှိတယ်ဆောင်းတိုင်းသူ့အဆောင်ဘယ်လောက်လဲဆိုလို့ရှိရင် slope ကဘယ်လောက်လဲဆိုလို့ရှိရင်4/3 နဲ့ပေါ့ sorry 4/3ဆောင်းတိုင်းexternal force ကိုရှိနေတယ်ပြီးလို့ရှိရင်ဒီဘက်မှာကျွန်တော်က moment တစ်ခုရှိနေတယ် moment ကြတော့ရှိရပါတော့800 newton meter ပေါ့ moment ကိုဒါဆိုလို့ရှိရင် external forces နဲ့ external moment ကဒါပြီးသွားပြီအဲဆိုလို့ရှိရင်ကျွန်တော်တို့က support နေရာတွေမှာဒီမှာရှိတဲ့ဒီ constraint တွေနေရာတွေပေါ့နော်ဒီက support တွေနေရာတွေအဲ့တော့အဲ့ constraint နေရာ support နေရာတွေမှာကျွန်တော်တို့က reaction နဲ့အစားသွင်းရမယ်ဆိုလို့ရှိရင် B မှာကျတော့ကျွန်တော် roller fit တယ် roller ဆိုတော့ကျွန်တော်တို့ reaction ကတစ်ခုပဲရှိမယ်အပေါ်အောက် reaction ပေါ့နော်ဒါမျိုးတစ်ခုပဲရှိနေမယ်အဲ့တော့သူ့ကိုကျတော့ကျွန်တော်က F ပြီးလို့ပေးလို့ရတာပေါ့ F B ပဲဖြစ်ဖြစ် F1 ပြီးလို့ရတာပေါ့နော် F1 အဲ့တော့တစ်ခုပေးလို့ရအဲ့တော့ A မှာဆိုလို့ရှိရင်ကျွန်တော်ကနှစ်ခုရှိမှာပေါ့ A မှာကျတော့ကျွန်တော်ကပင်ဖြစ်တဲ့အတွက်ကြောင့်မလို့force ကနှစ်ခုရှိမယ်FA H ပေါ့နော် H တန်းကြီးဆိုတော့နောက်တစ်ခုကျတော့ FA Y ပေါ့အဲ့လိုရှိနေမယ်ဒါပြီးလို့ရှိရင်ကျွန်တော်က dimension ထည့်ပေးရမယ်ဒီကနေဒီက5 meter ဒီကနေဒီကနောက်ထပ်5 meter ပေါ့ပြီးတော့ဒီကနေဒီက5 meter okay ဒါဆိုလို့ရှိရင်ဒီဟာလည်းပြီးသွားပြီပေါ့နော် pre-body diagram ပြီးသွားပြီအဲ့တော့ဒါမျိုးဖြစ်မယ်ပေါ့နော်ဆိုတော့ဒီမှာကျွန်တော်ပြန်ရေးလိုက်မယ်ဆိုလို့ရှိရင် B မှာဆိုလို့ရှိရင်တော့ကျွန်တော် B1 တစ်ခုပဲထည့်တယ် B1 ပေါ့နော် A မှာဆိုလို့ရှိရင်ကျွန်တော် AXA1 ပေါ့ကျွန်တော် F မသုံးတော့ဘူး AXA1 အဲ့တော့ဒီဘက်မှာဆိုရင်600 newton ရှိရယ်နော် 4/3 slope နဲ့ပေါ့ဒီမှာ800 newton meter moment တစ်ခုရှိတယ်အဲ့တော့ဒီဟာကိုကျွန်တော်တို့ကဒီပါလို့မလဲဆိုလို့ရှိရင်ဒီ reaction တွေရှာရမယ်ဥပမာဒီ F1 တို့ပေါ့နော် F1 တို့ AY တို့ AH တို့ဒီတန်ဖိုးတွေကျွန်တော်ရှာရမယ်ဘယ်လိုရှာမလဲဆိုလို့ရှိရင်ကျွန်တော်ဒီ 2D equilibrium equations တွေရှာရမယ် summation f of x equal to 0 summation f of y equal to 0 m summation m equal to 0အဲ့လိုဖြစ်မှပဲကျွန်တော်တို့ကဒီ member ကပေါ့နော်ဒီ member ကဒါ equilibrium မှာရှိတယ်လို့ကျွန်တော်တို့ပြောလို့ရမှာဖြစ်တယ်ပေါ့အဲ့ဒါကိုသုံးပြီးတော့ကျွန်တော်တို့ကရှာရမှာပေါ့နော်ဒီ reaction ကိုရှာရမယ်အဲ့တော့ပထမဆုံးဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်ကဒီမှာကြည့်လိုက်တယ်ပေါ့နော်ကျွန်တော် summation f of x ကိုရင်ပေါက်မလား summation f of y ကိုရင်ပေါက်မလား moment ကိုရင်ပေါက်မလားဆိုတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ကx direction ကြည့်မယ်ဆိုလို့ x direction မှာဒါမသိခင်ကဒါဒီ ah တခုပဲရှိရပေါ့နော်မသိခင်ကဒါဆိုလို့ရှိရင် x direction ကလွယ်တယ် summation f x equal to ကျွန်တော်0ဆိုပြီးတော့လုပ်လိုက်မယ်ပြီးလို့ရှိရင် x direction မှာပါတယ်ရှိမလဲဆိုလို့ရှိရင်ah ရှိမယ်ဒီဟာကိုကျွန်တော်တို့ကညာကိုသွားလို့ရှိရင်အပေါင်းနဲ့ယူမယ်ပေါ့နော်
ညာတော့လို့ရှိရင်အပေါင်းတကယ်လို့ minus ထွက်တကယ်လို့အနှုတ်ထွက်ခဲ့မှဆိုလို့ရှိရင်ဒါဘေးကိုပြန်ပြီးတော့မြပြန်ပြမယ် okay အဲ့တော့ဒီမှာ AHC ရဲ့ AHC နောက်ပြီးလို့ရှိရင်ဒီ600ကလည်းသူကညာဘက်ကိုသွားနေတယ်အဆောင်လေးနဲ့ဆိုတော့ညာဘက်ကိုများရှိတယ်ပေါ့နော်အဲ့တော့သူက600ရဲ့ကျွန်တော် component ခွဲရမှာပေါ့နော်ဒီကောင်ဆိုလို့ရှိရင်ဒါ3 4 5ပေါ့ဒီမှာကျွန်တော်5ရှိမယ်အဲ့တော့3 4 5အဲ့တော့ h direction မှာဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုလို့ရှိရင်3 by 5 600ပေါ့နော်အဲ့တော့600နဲ့3 by 5နဲ့မြောက်မယ် h direction မှာဆိုလို့ရှိရင်600မြောက်3 by 5ဒါ h direction ပြီးလို့ရှိရင်နောက်ထပ် force တွေမရှိတော့ဘူးဒီမှာပေါ့နော်အဲ့တော့ပေါင်း equal to 0ပေါ့နော်အဲ့တော့ဒီအောင်ရှင်းလိုက်မယ်ဆိုလို့ရှိရင် AHC ရမယ် AHC ခွဲဘယ်လောက်ရမလဲဆိုလို့ရှိရင်သူက minus ပေါ့နော်ဒီကောင်ကဘယ်တော့မှဆိုတော့ minus 360 newton ရမယ် sorry minus 360 newton ပေါ့နော်အဲ့တော့ဆိုလိုတာကဒီ AHC ရဲ့ဒီ AHC ရဲ့မြတာရမှားနေတယ်ပေါ့နော်သူကမာတစ်ဖက်ကိုဒီကောင်ကဒီတော့မဟုတ်ဘူးတစ်ဖက်ကိုလာမှာပေါ့တစ်ဖက်ကိုလာမှာပေါ့နော်အဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာရှိတဲ့ AH ကိုဒီ AH ကိုဒါမျိုးကြီးပြန်လို့ရတယ်360 newton လို့ရှိရင်မြတစ်ဖက်ကိုပြမယ်ပေါ့နော်ဒီလိုလုပ်ရ okay ဒါဆိုလို့ရှိရင် AH ရပြီအဲ့တော့နောက်ထပ်ကျွန်တော် AY နဲ့ B1 ရှိသေးတယ်အဲ့တော့ A1 B1 ရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က summation F1 ပေါင်းမယ်ဆိုလို့ရှိရင်လည်းရတယ်ဒါပေမဲ့ F1 လုပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်မသိခင်နှစ်ခုရှိနေမှာဆိုတော့ကျွန်တော်တခါတည်း F1 ကိုခဏကြော်ပြီးတော့ moment ကိုကျွန်တော်အရင်လဲခိုင်းလိုက်မယ်ပေါ့နော်အဲ့တော့ဘယ် point မှာ moment ကောင်းမလဲ A မှာကောင်းမလား B မှာကောင်းမလားဆိုလို့ရှိရင်ကျတဲ့နေရာမှာ moment လဲလို့ရတယ်ပေါ့နော်ကျွန်တော် A မှာလဲတာဖြစ် B မှာလဲတာဖြစ်ကျွန်တော်ဒီမှာဒီတော့ဆိုရင်အတူတူပဲဖြစ်တယ်summation MA လောက်လိုက်ပေါ့နော် summation MA equal to 0ပေါ့ပြီးလို့ရှိရင် clockwise ဆိုလို့ရှိရင်အပေါင်းနဲ့ယူမယ်ပေါ့နော် okay အဲ့တော့ဘာတွေလဲမလဲဆိုလို့ရှိရင် A မှာဆိုတော့ကြောင့်မလို့ကျွန်တော်ဒီ A က A မှာရှိတဲ့ force တွေကတော့သူ့ကိုပဲပြီးတော့မလဲတော့ဘူးပေါ့နော် A မှာရှိတဲ့ force က A ဆိုတဲ့ point ကိုသူကဖျက်သွားတာမလို့သူမှာဒီ A မှာ moment မဖြစ်နိုင်ဘူးပေါ့အဲ့တော့ဘယ်ဟာတွေက moment ဖြစ်နိုင်မလဲဆိုလို့ရှိရင်ဒီ600ရဲ့ value component က moment ဖြစ်နိုင်မယ်ပြီးလို့ရှိရင် B1 moment ဖြစ်နိုင်မယ်အဲ့တော့600ကိုအရင်လေလိုက်မယ်600ကဆိုတော့ဒီ clockwise ဆိုတော့ဗောနော်ဒါမျိုး clockwise ဆိုတော့600ကကျွန်တော်ဒါမျိုး clockwise ဆိုတော့အပေါင်းပေါ့ပြီးလို့ရှိရင်သူ့ရဲ့ distance ကကြတော့ကျွန်တော်က5 meter ပေါ့နော်5ပြီးလို့ရှိရင်နောက်တစ်ခုက B1 အဲ့တော့ B1 ကကြတော့ကျွန်တော်ကအပေါ်ကိုတက်နေဆိုသူကဒါမျိုးလဲမှာပေါ့နော်အဲ့တော့သူက counter clockwise လဲမှာဆိုတော့သူက minus နဲ့ပေါ့ minus B1 မြောက်သူကဘယ်လောက်လဲဆိုတော့ distance ကဟိုဒီမှာ5 ဆိုတော့10ပေါ့နော်10ပြီးလို့ရှိရင်ဘာရှိမလဲဆိုတော့ဒီမှာကျွန်တော်တို့ကနောက်ထပ်ဒီ moment တစ်ခုရှိတယ်ပေါ့နော်သူကချေရဆိုတဲ့ moment တစ်ခုရှိတယ်သူကကြတော့ clockwise နေတာဖြစ်တဲ့တော့ကြောင့်မလို့အပေါင်းပေါ့အပေါင်းချေရဆိုတော့အကုန်လုံးက0နဲ့ညီရပြီပေါ့နော်အဲ့တော့ဒီဟာကိုကျွန်တော်ရှင်းလိုက်မယ်ဆိုလို့ရှိရင် B1 တန်ဖို့ရ380ရတယ်ပေါ့နော်380 newton ဒါဆိုလို့ရှိရင်သူက B1 ကအပေါင်းထက်တာမလို့ဒီမြားမှန်တယ်ပေါ့နော်အပေါ်တက်နေတာပေါ့ဒါဆိုလို့ဒီမှာကျွန်တော်တို့က B1 ကအပေါ်တက်တယ်ဆိုပြီးတော့ညပြလို့ရတယ်ဝယ်ဒါဆိုလို့ရှိရင်ကျွန်တော်က AHB1 ရပြီပေါ့နော်ဒါအဲ့တော့ကျွန်တော်ကနောက်ထပ်ပါရှားမလို့ဆိုလို့ရှိရင် B1 sorry A1 ရှားမှာဖြစ်တယ် A1 ကိုလို့ရှင်းတယ်ဆိုလို့ရှိရင်ကျွန်တော် summation f of y equal to 0နဲ့ရှာမယ်ပေါ်တက်တယ်ဆိုလို့ရှိရင်အပေါင်းနဲ့ယူမယ်ကျွန်တော်ဘာရှိမလဲဆိုလို့ရှိရင် A1 ရှိမယ်
A1 ပြီးလို့ရှိရင်ဒီဟာ600ရဲ့ particle component ပေါ့နော်သူကကြတော့ minus နဲ့ရှိမှာအောက်ဘက်ဆိုတော့600ရဲ့ particle component ကကြတော့ဘယ်လောက်လဲဆိုတော့600မြောက်3 sorry particle ဆိုတော့4 by 5 ပြီးလို့ရှိရင်တော့ B1 ရှိမယ်ပေါ့နော် B1 ကအပေါင်း B1 ကဘယ်လောက်လဲဆိုတော့တခါလေးဒီမှာထည့်လို့ရတယ်380ပေါ့တခါလေးထည့်လိုက်မယ် sorry 380ပြီးလို့ရှိရင် equal to 0အဲ့တော့ရှင်းလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော် A1 ရပြီ A1 က100ရတယ်ပေါ့100ပြီးလို့ရှိရင်သူကအပေါ်ကိုတောင်းနေတာပေါ့နော်100 Newton သူကအပေါင်းထွက်တာမလို့သူကဒီမျှမှန်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်သူကအပေါ်ကိုတက်နေတာအဲ့တော့ကျွန်တော်တို့ AX AY ဆိုတော့ AX ကဒီမှာ360များကတော့ဒီဘက်ကို A ကိုသွားမှာ360ပေါ့နော် Newton ရှိမယ် A1 ကျတော့အပေါ်တက်တာမှန်တယ်အပေါ်တက်တာသူကဘယ်လောက်လဲဆိုလို့ရှိရင်100 Newton ရှိမယ်100 Newton ပြီးလို့ရှိရင် B1 ကလည်းကျွန်တော်အပေါ်တက်တာ380ပေါ့ဒါဆိုလို့ရှိရင်အဖြေရပြီဖြစ်တယ်ပေါ့နော်အဲ့တော့ဒီပုံစံလေးကိုကျွန်တော်ခုန Fibonacci diagram ဆွဲခိုင်းတဲ့ပုံစံလေးပေါ့နော်အဲ့ဒါကိုဆက်ပြီးတော့ဒီ equilibrium equation တွေသုံးပြီးတော့ကျွန်တော်ဒီ moment တွေ force တွေကိုရှာကြည့်ပါပေါ့နော်ရှာကြည့်ပြီးတော့ကျွန်တော်တို့ comment လာပြီးတော့ရေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်